ကိုကျော်ကြီးဟာရွာထဲမှာတတိရှိလာတဲ့မူဆိုးတယောက်သူ့မှာတနက်တလက်ဓာတ်တစင်းနဲ့မိရှုတိုင်တစ်ခုရှိတယ်ဒီနေ့မနက်ခင်းမိုးတောက်ချိန်ရွာဦးကျောင်းထိုင်ဆရာတော်ကညီကျော်ဒီရက်ပိုင်းတော်ထဲမှာလူဆိုးတရေတွေကျင်လေတယ်တတိထားလို့မိတ်တော်မူတယ်ဒါပေမဲ့ကိုကျော်ကြီးကတရေမယုံသူဖះရှိခိုးပြီးသွားခဲ့ရင်ဘာမှမဖြစ်ဘူးဆိုပြီးလမ်းနဲ့ချီတော့တယ်သူသွားတဲ့တော့ကညောင်ကုန်းတော်လို့ခေါ်တဲ့ရှေးအခါကစစ်မြေပြင်ဖြစ်ဖူးတဲ့နေရာညနေ4 နာရီခန့်မှာတော်ထဲရောက်တဲ့ဒီဘက်မှာရောက်ဖဖုံးကြီးအတွက်ဆေးဖက်ဝင်ပင်တွေရှိတယ်လို့တွေးရင်းခြေကုပ်စခန်းချတယ်ည9 နာရီချိန်မိရှုပြီးထမင်းစားနေတော့တရွတ်အော်တန်နဲ့အတူလေပြင်းတိုက်လာတယ်မိငိမ့်လူမီကိုကြော်ကြီးပြန်ပြီးညှိတော့အဝေးမှာမီးဆက်ဝိုင်းလေးတစ်ခုမြင်လိုက်ရတယ်သူထင်တာကအမဲလိုက်သူတွေရှိမယ်ဒါပေမဲ့အဲ့ဒီမီးကမြေကြီးပေါ်ကနေထွက်လာတာမဟုတ်ဘူးလေထဲမှာလွင့်နေတယ်ကိုကျော်ကြီးထိတ်လန့်ပြီးပြန်ပြေးတော့တယ်ဒါပေမဲ့သူပြေးတဲ့လမ်းကသူလာတဲ့လမ်းနဲ့မတူဘူးတစ်ချိန်လုံးအခေါင်းထဲရောက်နေတယ်လို့ခံစားရတယ်10 မိနစ်ခန့်ပြေးတော့ရှေ့မှာရွာတရွာပေါ်လာတယ်ရွာနာမည်ကကြက်ကုံဒါပေမဲ့ဒီရွာကြီးကလုံးဝစိတ်ငြိမ်နေတယ်ကိုကျော်ကြီးရွာထဲဝင်လိုက်တော့အိမ်တိုင်းမှာမီးထွန်းထားပေမဲ့လူမတွေ့ဘူးအိမ်ရှင်ရှိလားလို့အော်ခေါ်တော့ပဲ့တင်ထက်တံပဲပြန်လာတယ်ရွာလေကဇရက်မှာအဖွားအိုတယောက်ကျွန်းသားထိုင်နေတယ်ကိုကျော်ကြီးသွားမေးတော့အဖွားကလက်ညှိုးထိုးပြီးဟိုဖျားပွဲကိုသွားဆန်းလာတယ်သူကြည့်လိုက်တော့ဖျားတဆူမဟုတ်ဘူးလူအရိပ်တွေလှည့်ပတ်နေတဲ့ရုတ်တရက်အဲ့ဒီအရိပ်တွေကကိုကျော်ကြီးစီလှည့်လာတယ်မျက်နှာတွေမရှိဘူးဒါပေမဲ့ငိုကြွေးတန်တွေတိုင်တန်းတန်တွေကြားရတယ်ကိုကျော်ကြီးအသက်ရှူမဝတော့ဘူးသူ့တနက်ကိုကင်ပြီးပြစ်လိုက်တယ်ဒါပေမဲ့ကြည်စံကလေထဲမှာအငွေ့ပြန်သွားတယ်ထိုအချိန်မှာအဖွားအိုကမင်းဒီရွာကလူသေးတွေနဲ့အတူရှိနေတယ်လို့ပြောလိုက်တယ်ကိုကျော်ကြီးမူးမိလဲကျသွားတယ်မနက်မိုးလင်းတော့ကိုကျော်ကြီးသူ့မိတခုံးပေးမှလဲနေတာကိုတွေ့ရတယ်မင်းညကချက်ကုံရွာအဖွားအိုအရေးလူတွေအားလုံးပျောက်နေပြီးသူ့အနားမှာကြံခဲ့တာကတနက်နဲ့ဒါပေမဲ့တနက်ထဲကကြီးအားလုံးပျောက်နေတယ်ဒါတော့မှတန်ချေးတက်နေပြီသူရွာပြန်ရောက်တော့ဆရာတော်ကိုအကြောင်းစုံပြောပြတယ်ဆရာတော်ကညီကျော်မင်းတရေရွာထဲရောက်သွားတာအဲ့ဒီနေရာကစစ်တေတွေနဲ့အသက်ခံရတဲ့မိန်းမတွေရဲ့ဆုံးအားကြီးတဲ့နေရာမင်းကန်ကောင်းတယ်ပြန်ထွက်လာလို့တဲ့ကိုကျော်ကြီးအဲ့ဒီကလေးကတောထဲမတူညရင်ရဲတော့ဘူးသူ့တနက်ကိုဖျားပန်းရည်နဲ့ဆေးပြီးအိမ်မှာပဲတိန်းထားတယ်ညဘက်ဆိုသူအရေးလူတွေရဲ့တိုင်တန်းတန်ကြားနေရသေးတယ်ဒါပေမဲ့သူသိတယ်အဲ့ဒီတရေတွေဟာအနားယူဖို့လိုအပ်နေတဲ့ဝိညာဉ်တွေဆိုတာဒါကြောင့်လူပြောများတယ်ညချမ်းအချိန်တောထဲမသွားနဲ့ကြက်ကုံရွာကတရေတွေလှည့်နေသေးတယ်တဲ့နောက်လာမယ့်ဇလန်းလေးတွေနားဆင်ကြပါအောင်ခင်ဗျာ